ဒီလိုပုတ်ပတ်စုနေတဲ့စီထဲမှာကြော်ပြီးမာလာမုံဖြူပေးထားတဲ့စီချွမ်ဒုတ်ထိုးကြော်တွေကနာမည်ကြီးနေတယ်လို့တကယ်စားကောင်းရဲ့လားသိရအောင်လို့သွားစားမယ်။ကျမသွားခဲ့တာတော့ Sule Square Basement က King Kong ဆိုတဲ့စီချွမ်ဒုတ်ထိုးကြော်ဆိုင်မှာဒီမှာဒုတ်ထိုးတစ်ချောင်း900နဲ့စရပြီးအကုန်လုံးကိုလည်းဈေးနှုန်းလေးရေးပေးထားတော့ကိုယ့်ဘတ်ဂျက်နဲ့တွက်ပြီးစားလို့ရတယ်။အရသာကတော့ဝူရှန်နဲ့မာလာဆိုပြီးနှစ်မျိုးရွေးလို့ရတယ်။ King Kong မှာစီချွမ်ဒုတ်ထိုးကြော်တွေမဟုတ် rice box set menu တွေတခြား snack လေးတွေလည်းရှိတော့ကိုစားချင်တာလေးထပ်မှာလိုက်တယ်။စီချွမ်ဒုတ်ထိုးကြော်ကိုအရသာနှစ်မျိုးစလုံးစားချင်လို့မာလာနဲ့ဝူရှန်နှစ်မျိုးတောင်ယူလိုက်တယ်။အရသာကမစားရသေးဘူးစီချွမ်ဒုတ်ထိုးကြော်နဲ့မှုမွေးလေးနဲ့တင်ရောတရေယိုးနေပြီ။ Spicy level ကိုလည်း1 2 3ရွေးလို့ရပြီစီချွမ်ရတာမကြိုင်ဝူရှမ်းရတာလေးစားကြည့်နော်။ तू ကချုံမွေးအရတာလေးမှားတော့မာလာရတာထုံဆက်ထိမိနေတဲ့စီချွမ်ရတာလေးကိုပို့ကြိုက်တယ်။ King Kong ရဲ့နောက်ထပ်နာမည်ကြီး rice box ကိုလည်းစားကြည့်အောင်မယ်။ rice box ထဲမှာတော့ပြောင်းမှုခေါ်ပြီးအသားပြနဲ့ကြက်ဥချောင်းတွေပါပြီးတယောက်စာကောင်းကောင်းစားလို့ရတယ်။စီချွမ်ဒုတ်ထိုးတွေနဲ့အလိုက်ဖက်ဆုံးတောက်စရာတော့ Brazilian lemonade ပဲ။ရှင်းမှာစားကန်သမျှအကုန်လုံးကို green ရှင်းသွားတာ။တပွဲကို9000ပဲပေးရတဲ့မှုအဆောင်ကြော်လေးကလည်းကျွတ်လေးနဲ့ဝါလို့အရန်ကောင်းတယ်။အာလူးမကြိုက်တဲ့သူကအာလူးစားပြီးပျော်ရွှင်ရမယ်လို့တခါမှမတွေးခဲ့ဘူးလားဒီက crispy potato လေးနဲ့တွေ့တော့မှပဲလုံးဝပြောင်းပြန်ဖြစ်သွားတာ။ပေါ်ရတင်းတင်းလေးနဲ့အတွင်းသားလေးနူးညံ့ပြီးတော့စားပြင်းစားခြင်းအရသာမျိုးတပွဲကို6000ပေးရတဲ့အသားလုံးကြော်ကကြက်ဝက်ဆိုပြီးနှစ်မျိုးရွေးလို့ရတယ်။အရသာအဆင်ပြေပေမဲ့ဝါရတာနည်းနည်းမှလို့တိတ်တော့မကြိုက်ဘူး။ကင်းကောင်ရောက်လို့ဘာစားမှမသိဘူးဆိုရင်စီချွမ်ဒုတ်ထိုးကြော်နဲ့ Brazilian lemonade လေးသာယူလိုက်။အရန်ကိုလိုက်ဖတ်တဲ့အတွဲဆက်မှုလို့လုံးဝ recommend ပေးရနော်။စောင်းနေကြည့်ပေးလို့ကျေးဇူးပါ။ Bye